မင်္ဂလာပါရှင်ဒီနေ့မှာတော့ကြက်သားကြော်လေးကြော်စားဖြစ်လို့အားလုံးလည်းလိုက်လို့စားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်အရသာနေဖို့အတွက်ဇလုံးထဲကိုကြက်သားလိထားတာလေးထည့်ပါတယ်ရှင်အရသာအတွက်စားအနည်းငယ်ထည့်ပါတယ်ငါးသားမုံအနည်းငယ်ထည့်ပါတယ်ရှင်ချင်းမုတ်ထည့်ပါတယ်ချင်းကိုအရင်ညစ်ပြီးထည့်လိုက်ရပါတယ်ရှင်။ငြုပ်ကောင်းမုံအနည်းငယ်ထည့်လိုက်ပါတယ်။ပဲငံပြာရည်အကြည်ထည့်ပါတယ်။ကြက်ဥလေးတစ်လုံးကိုလည်းခောက်ပြီးတော့ထည့်ပေးလိုက်ပါတယ်ရှင်။ပြောင်းမှုကော်မုတ်ကို3စွန်းလောက်ထည့်ပေးလိုက်ပါတယ်ရှင်။ပြီးရင်တော့အရသာလေးတွေနှံသွားအောင်လို့တေချာလေးမွေးသွားပေးလိုက်ပါတယ်ရှင်။နံ့လေးတွေမွေးနေအောင်လို့မဆလာလေးပါအနည်းငယ်ထည့်ပြီးတော့ထပ်ပြီးတော့မွေးပေးလိုက်ပါတယ်။ကြက်သားတွေကိုအရသာလေးတွေစိတ်ဝင်အောင်လို့နာယူဝက်လောက်နှက်ထားပါတယ်ရှင်။စီပူလာပြီဆိုရင်ကြက်သားလေးတွေကိုတဒုံချင်းစီထည့်ပေးလိုက်ပါတယ်ရှင်ကြော်တဲ့ချိန်မှာလည်းမီးပြင်းပြင်းလေးနဲ့တေချာလေးအကျက်ညီအောင်ကြော်ပေးရပါမယ်ရှင်ကြက်သားလေးတွေအကျက်ညီအောင်လို့ဟိုဘက်ဒီဘက်လှန်ပေးရင်းနဲ့ကြော်ပေးလိုက်ပါတယ်ရှင်ကြက်သားလေးတွေဟိုဘက်ဒီဘက်ရဲပြီးတော့အယောင်လေးညီလာတဲ့ချိန်မှာတော့တစ်ခုချင်းစီဆယ်ထားလိုက်ပါမယ်ရှင်ခုဆိုရင်တော့ကျွတ်ကျွတ်ရွရွလေးနဲ့အရန်ကိုမှစားလို့ကောင်းတဲ့ကြက်သားကြော်မွေ့မွေ့လေးရပါပြီရှင်အားလုံးလည်းလိုက်လို့စားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်